မလို့မင်းတို့တော်သားတွေဘူးသူတာမရှိဘူးလေပြောရတာမင်းတို့မဟုတ်ဓမေစီတွေကတစ်တော်တယ်မှာမင်းတို့တော်သားတွေမင်းတို့ညာမှမရှိတာတရားတွေနာဘူးတဲ့တုတ်တမရညာအဲ့ဒါပြောတာဘူးသူတာရှိရမယ်ကိုတရားနိုင်တဲ့ခုနဘူးသူတာရှိလိုက်ပြီဩအတိန်ထဲမှာသပင်တွေသွားတယ်ရှိဒါဓာတ်လို့နတ်လို့တာမဟုတ်ဘူးဆေးပင်ရဓာမွိုက်လို့ခေါ်တယ်ဓာမွိုက် CYST လို့ခေါ်တယ်ပြီးသွားပြီဘူးသူတရားနာမြတ်တုတ်တာဘွားဆိုပြီးသွားပြီဟာရင်သားထဲမှာလေသွားတွေဖြစ်နေတယ်ဟာဆရာတော်ဟာလေအဲ့ဒါဆုံးလို့တာနက်လို့တာလားမသိဘူးဩခုနပြောတဲ့အလွှာသုံးလွှာရှိတယ် ectodance maxodon endurance ဩသွားဆိုတာဒီကသွားတဲ့ကောရင်သားကြီးရောက်သွားတာပဲလို့နည်းနည်းလေးဘူးသူတာတရားနိုင်တဲ့ဘူးသူတာရသွားတယ်ကိုကဆရာဝန်လည်းမဟုတ်ဘူးစေးပညာလည်းမသိဘူးအခုနကဓာမိုက်ကိုခွဲထုတ်လိုက်ရပြီဘယ်နဲ့တိန်နားမှာသပင်တွေသွားတွေအရေးပါလက်သေးခြေသေးတွေဖြစ်နေတာဘယ်လိုလဲဘာမှမဟုတ်ဘူးသူကစေးပညာရှိပြီးသားစုံကင်နဲ့နက်ကင်နဲ့ထင်းမနေနဲ့အဲ့ဒါသွားပြီးပွဲတွေလွှားတွေပေးပြီးဘိုက်ပေါ်ကျွန်တော်တက်နေဒုတ်တွေနဲ့ရိုက်ဩဟိုမှာလေဒီပြောရင်ဒီနားတွေမှာပြောမကောင်းပါဘူးတိန်နဲ့ခုန active pregnancy ပေါ့ကိုတယောက်မဟုတ်မင်းညမအဲ့ဒါဖြစ်နေတာသူ့အကိုပြောသူ့အကိုပြောလိုက်တယ်အဲ့ဒါဆရာတော်ကြီးတွေပါပဲပြင်ပြီးတော့ဘုန်းကြီးကအဲ့အနောက်သူ့ဝန်နေနဲ့တခါဆရာဘုန်းကြီးပါပဲပါဠိကြတယ်ဒီဘုန်းကြီးတော့ဆေးမကုနဲ့ပြောတာအဲ့ဒါအဲ့နေရာတော့သွားဟာဆိုဒုံနဲ့ထိုးတယ်သေသွားပါလားသေတော့သေရဲဖြစ်နေဒီနားနဲ့ကြောင်ပြောလို့မကောင်းလို့အဲ့ဒါယူတခါတကယ်အဲ့ကမှာပါဠိဆရာတော်ဘုရားတွေကပင့်တာပဲပင့်ပြီးတော့အဲ့မိမဘိုက်ကိုသူ့တောင်မွေးနဲ့ထိုးတာဘုန်းကြီးကဝိဇ္ဇာဘုန်းကြီးကထိုးတယ်သေသွားရှာပြီလေငါပြောတယ်သူ့အကိုပြောတယ်မဟုတ်မင်းညမဒါဖြစ်နေတာဆေးရုံအဲ့ဒါအလုံးကအပြိုကြီးကဘာလို့ဘိုက်ဘူးကခုနကောင်မလေးကအပြိုမာလေးဘိုက်ကြီးကလေးလာဘိုက်ဖြစ်နေတယ်ကိုမီးပါပဲဆုံးကတ်နေတဲ့မီးလေးဘိုက်ကြီးကလေးလာဖြစ်နေဟဲ့ဒီကောင်မလေးကခုမှမဆိုဒေါ်မြကြီးရဲ့သမီးငါနာလာပြီးတရားလုပ်နေတယ်ကိုကြီးဖြစ်လာတယ်မင်းတို့မှားတော့မယ်လေဘုန်းကြီးမဇလန်တစ်ပုတ်ရှိတယ်လေကျောင်းဆရာလေးနဲ့မှားတယ်ဆိုတော့တတ်မလို့လေရုပ်ရှင်တော့ရိုက်ထားတယ်တကယ်ဇလန်မဟုတ်ဘူးပြီးတော့မသွေးလုံးလေလုံးနေတက်ကန်ကောင်းလို့လူသားပွဲတွေဖြစ်တော့မလို့မင်းတို့တော်သားတွေဘူးသူတာမရှိဘူးလေပြောရတာမင်းတို့မဟုတ်ဓမေစီတွေကတစ်တော်တယ်မှာမင်းတို့တော်သားတွေမင်းတို့ညာမှမရှိတာတော့မှအများကြီးလေဟိုတို့ကိုနေမတိုးဘူးလားဗာလဲအမျိုးသမီးတွေကိုမြော့ဝင်သွားတာလေတို့အမေဘိုးကလေးမြော့ဝင်တော့ဘိုက်ကြီးပူလာတော့ဘယ်ကောင်နဲ့ဖြစ်တယ်ဆိုသေပါရောလားပြီးတော့မှတီးမှမြော့ဝင်သွားတာလေမြော့ဝင်သွားတာထက်မှသွေးတွေစုပ်ပြီးတော့မြော့တွေကပွားနေတာလေမင်းတို့ဘုသူတာနဲ့တော်သားပြောတော့မကြိုက်ဘူးဟုတ်လားမကြိုက်ဘူးလေအခုဒါခုနလိုဓာမွိုက်ဖြစ်တာသပင်ကြီးတွေတွေ့ဆိုတေချာပေါ့ဒါပြီးသွားဘိုင်တန်းကိုခွဲတော့ပျောက်သွားပြီကိုဝင်ရလို့ဖြစ်လာအပြိုကဒီနာခုမီးမပဲအကြည့်တော့လေးလသမီးတော့လေးလကိုဝင်သားတော့ဖြစ်နေပြီတဲ့အထက်ကပစ္စည်းကကိုခွဲထုတ်လိုက်ရင်ပျောက်တယ်ဒါဓာမွိုက် CYST ကိုခေါ်တယ်ပြောချင်တဲ့သဘောကခုတရားနာတာဒီဘုသူကရသွားပြီဟောပါဠိဘုသူကလည်းရသွားပြီဩ